โอเคအားလုံးပဲကျွန်တော်ဒီနေ့တော့ idea ကို wise ဆိုတော့ ਨੇ ကျွန်တော် mobile game တွေအများကြီးရှိပါတယ်ဒီကောင်ပါအဲ့ဒီထဲမှာအစိုးဆုံး game တွေကိုကျွန်တော်၄ခုစော့မှာဖြစ်ပါတယ်အဲ့တော့စားလိုက်ကြရအောင်ဝေးနေပါဦးကျွန်တော်3စက္ကန့်ရည်မှာဗျာအဲ့ဒီထဲမှာ bro 3စက္ကန့်အတွင်း subscribe လုပ်နိုင်ကျွန်တော်ချီးကျူးပါမယ်ဗျာ like and subscribe ready ဖြစ်ပြီလားကျွန်တော်ကကတော့ Slender No Escape လို့ခေါ်ပါတယ် ChatGPT တော်မီတော့ဒီကကအစိုးဆုံးလို့ပြောတော့ပဲအဲ့တော့စောကြည့်လိုက်အောင်ဗျာ Okay ပုံကြည့်လိုက်တော့ Google ရဲ့ဓာတ်ပုံလေး6ထည့်တာနဲ့တူပါတယ်ဒီစောကြည့်လိုက် What the bro ကျွန်တော်ဖုန်းကြောက်နေ yeah ဒီကမှာဒါတော့ကျွန်တော်မတက်နိုင်ပါဘူးကျွန်တော်ဖုန်းကြောက်နေအောင်ပေါ့အဲ့တော့ညာရှောက်လို့မြောက်တယ်တော့မယ်အောက်ကြည့်ပါလားရှောက်အဲ့မှာစာရေးတစ်ခုတွေ့တယ်ကျွန်တော်ယူရယူလိုက်ဟဲ့ယူလေဟာယောဟမ်ယောဘရိုကြည့်ကြအောင်ကြည့်တက်ပင်နော်အားယောဘာလို့ဟာဒီကquality အားကောင်းပါquality ရကြောက်ကြရတယ်ဟိုမှာစာရေးဘူးရှင်တော်ပြီလားဟောမီတဲ့ကြောက်ရေးတက်ပင်တွေရှောက်ဝင်လို့ရအားယောယူလေးကွာရမယူပဲလီးလုံးနေယူလို့ယူလေးကွာမင်းဘွားလို့ထိုင်ကြည့်နေရမင်းဘွားလို့ထိုင်ကြည့်နေတော်ပြီကွာနေပါဝေးဝေး joystick ကိုကြည့်လိုက်မနော်အလုံးလေးကြည့်လိုက်မှာ what the fuck okay ဆိုတော့ကျွန်တော်ဒီ game ဘာလို့သူများမုံလဲတီးပါအဲ့တော့နောက် game တွား Guys, is this Freddy Fazbear? Okay bro ဒါဆိုတော့ဒါတော့တော့ခုရတော့ Okay ဒါနံပါတ်3ဖွင့်လိုက်ဒါတော့ scary family လို့ခေါ်ပါတယ်ရေးပြနေပြီ Oh fuck ရေးလိုက်လာပြီတော့ Bro what the fuck is this game bro ရေးမပြီးတော့ဖူးကြတယ် What the fuck မလိုက်တော့ဟာရမလိုက်တော့ဗောပြေမလိုက်တော့ပြေပဲကွာ bro what the fuck is this game bro what the fuck bro what the fuck ရခေါ်လေးကွာရခေါ်လို့ရခေါ်မလို့တော့ဘယ်ရောက်တော့ဟာရငါပဲတော့မှာတော့ရေးဖုန်းကြောင်နေကွာရလူကလည်းဒီ game လို့ရငါ bro ကျွန်တော်စော့ရတော့ okay တော့ရဘာတော့ဟာတရားကြတော့Slender Man the Curse လို့ခေါ်ပါတယ်အဲ့ဒါပြောတော့ဒီ game ကလုံးဝတအားဆိုးရပြကျွန်တော်တော့တော့ပြောတော့ပါဘူးဗျာဒီ game ဆိုးတော့အဲ့ဒါပြောတော့တအားဆိုးလုံးဝကွာမကောင်းတဲ့ဆက်လိုက်loading လေအဲ့ဒါပြောတော့ဆိုးတယ်လို့ပြောတယ်ကျွန်တော်တော့သူ့မယုံဘာလို့ယုံမှာလဲနော်game ဆိုးပါဘူးတော့ Slender Man game တော့ game နဲ့ဆိုင်တော့ကောင်းပါပြီ game ကတော့ကျွန်တော်အမှမီးရင်ကျွန်တော်ဘေးမှာဟိုမီးရင်မရှိဘူးအဲ့ဒါရော့သွားကျွန်တော်မီးတုံးရောက်ကျွန်တော်ဒီအိမ်လုံးဝင်ကြည့်နေကျွန်တော်
လားဒီ charge your let အော်ကျွန်တော်ရဲ့ညီအိမ်ကိုအားပြန်ဖြည့်လိုက်တာပေါ့message hi George George မင်္ဂလာပါတဲ့မင်းကတောင်းပန်မှုရှိတယ်တဲ့ငါတို့ကဒီလောက်ခဲ့မင်းတဲ့ဟိုညပါတီကောင်ကတဲ့မင်းအရင်မူအဲ့တော့မင်းတော့တယ်နေခဲ့ကောင်းနေတော့မှထားခင်ကောင်းတဲ့လူထင်နေတဲ့ငါတို့ပါတီမှာပဲတဲ့မင်းဘာလို့မင်းနေနေပါတီနဲ့หนีတယ်တဲ့ဘာလို့လမ်းပဲလိုက်တော့ပေါ့ကျဘာလို့ထားခဲ့တာမင်းလာနေကြည့်ပါတော့ကွာ what the fuck အကျင့်မကောင်းတော့ဗျာကျွန်တော်ဒီကောင်လေးအကျင့်မကောင်းအဲ့ဒါအတိုင်းပဲလုံးဝအကျင့်မကောင်း yeah အဲ့ဒါပြောရမှန်းပါလေသူထုတ်တာခင်ဆိုတော့အကျင့်မကောင်းတော့တော်ပါဟုတ်စားပါကျွန်တော်အခုတော့လမ်းလိုက်ရှာမို့ပြန်မှာလမ်းရအများကြီးလေငါဘယ်ဘန်းသွားမှာလဲဟုတ်တယ်မကောင်းဟုတ်တယ်မကောင်း it's look for key ကျွန်တော်တော့ရှာမှာတော့ဘာနာမရှိပြန်ပြီညမေထားခဲ့မှဆိုရင်တော့လီမီးဝိုင်ဖွင့်ပြီးပါလားမင်းကဒီထဲမှာရှိတော့ရှိတယ်ဒီလိုက်ယူလေဟောရโอเคဆိုကျွန်တော်တော်တော့မှာစလန်ဒါမဲတော့ပေါ်လာသေးဘူးပေါ့စလန်ဒါမဲပဲရောက်နေဟုတ်ကဲ့ဖုန်းstay ဒါလားစလန်ဒါမဲဒါမင်းတို့ပြောစလန်ဒါမဲဆိုဟာလားကြောက်စရာကြီးဗျာကြောက်စရာကြီး bro တော့ကြောက်စရာကြီးโอเคကျွန်တော်ဒီ game တော့မဆော့ချင်တော့ဘူးဗျာ oh my god စလန်ဒါမဲလည်းကွာကြောက်စရာကြီးသူမအတိုင်းပဲတော့ကြောက်စရာဆိုโอเคဆိုတော့ကျွန်တော်နောက်ဆုံးကျွန်တော် record လုပ်တာဗီဒီယိုရှိတယ်ဗျာကျွန်တော် record လုပ်တာဒါမဲ့ဗီဒီယိုကပျောက်သွားဆိုတော့ကျွန်တော်လေgame episode ကြီးကိုမဆော့ချင်တဲ့အတွက်ကျွန်တော်မဆော့တော့ပါဘူးလို့ဒီနေ့မဲ့တော့ Mickey Mouse the Castle ဆိုတာမသိဘူးအဲ့လိုခေါ်ရတယ်အဲ့တော့ဒီနေ့ဗီဒီယိုဒီလောက်ပဲကြည့်အားလုံးကြည့်ပြီးနိုင်ကြပါလေ subscribe လုပ်တော့ခင်ဗျားတို့အိမ်ကျွန်တော်လာခဲ့ Okay bye bye